မင်္ဂလာပါရှင်အဆက်ဆာမင် channel မှာကြိုဆိုပါရစေဒီနေ့ကျက်စွပ်ပြုတ်ကိုပင်စိမ်းကျက်စွပ်ပြုတ်အားရှိတဲ့အာဟာရပြည့်စုံတဲ့ကျက်စွပ်ပြုတ်လေးလုပ်ပြသွားမှာဖြစ်ပါတယ်ချက်ချောက်အသုံးပြုတယ်ကြက်တောင်မှန်အသုံးပြုပါတယ်စားထည့်တဲ့အားလုံးကိုတည်တည်ချာချာနေပေးရမယ်ကျမတို့ချက်ချောက်ကလည်းပါနေတယ်ကြက်တောင်မှန်လည်းပါနေတဲ့အတွက်စားနဲ့တည်တည်ချာချာနေပြီးတော့ကျမတို့3 လရေးစေခဲ့ပါတယ်ရှင်ရေစေးတန့်စင်ပြီးတဲ့ကြက်ချောက်နဲ့ကြက်တောင်မှန်တွေကိုကျွန်မစားထည့်တယ်ပြီးတော့ကြက်သားမုတ်ထည့်တယ်ပြီးတော့ဆနွေးမုတ်ထည့်တယ်ပြီးတော့စားဆနွေးနေရတဲ့သဘောပေါ့နော်မိမိကငမြားကြိုက်တဲ့ဆိုရင်လည်းငမြားအနေနဲ့ထည့်ပြီးတော့ဒီမှာနေနိုင်ပါတယ်ရှင်ဒီတီးတောင်တီးလေးတွေကိုလည်းအလုံးကွဲအောင်ကျွန်မဒီမှာစုံနဲ့ထည့်ပြီးတော့ထူထောင်လာခဲ့ပါတယ်ညအောင်မထောင်ပါဘူးရှင်အလုံးကွဲရုံပဲကျွန်မထူထောင်လာခဲ့ပါတယ်ပြီးရင်တော့စပြီးတော့ကျက်စပြုတ်လုပ်မယ်ရေစုကိုတည်ရပါတယ်ရေစုကပွက်ဆူလိုက်ရင်ကျက်တော်မျိုးစပလင်ကတော့များများထည့်ရရှင်နှစ်ချောင်းအောင်ထည့်ပါတယ်ပြီးတော့နေရတော့ကျက်သားဒါတွေကိုထည့်လိုက်ပါတယ်ကျက်သားကအနည်းဆုံးနိုင်ဝက်တနိုင်လောက်နှစ်ထားပေးရမှာဖြစ်ပါတယ်ဒီမှာကျွန်မဂျင်းထည့်ပြီးတော့မပြုတ်ပါဘူးစပလင်များများနဲ့ပဲပြုတ်ခဲ့ပါတယ်မိမိကဂျင်းထည့်ခြင်းနဲ့ဆိုရင်စိတ်ကြိုက်ပါကြက်သားပြုတ်နေနဲ့အပေါ်မှာတက်လာတဲ့အမြုပ်ကလေးတွေကိုဖယ်ထုတ်နိုင်ပါတယ်ပြီးတော့အရသာကတော့စိတ်ကြိုက်ထည့်နိုင်ပါတယ်ကျွန်မကအရသာထည့်တဲ့ချိန်ကကြက်သားပြုတ်ပြီးမိနစ်20အကြာအချိန်မှသာအရသာထည့်ခြင်းဖြစ်ပါတယ်ကြက်သားနုလာပြီဆိုရင်တော့ကျွန်မသူတွေကိုခဲညင်းစီထည့်တယ်ပင်စိမ်းအားရပါရထည့်လိုက်တယ်ပင်စိမ်းအများကြီးထည့်တယ်ရှင့်ပြီးသွားရင်တော့ကွဲသွားအောင်ထူထောင်နာတော့နေရုပ်သီးစိမ်းကိုအပေါ်ကနေပြီးတော့အုပ်လိုက်ပါတယ်ရှင်အရင်စားကောင်းပါတယ်ကျွန်မချင်းငံဆက်လေးဖြစ်အောင်လုပ်မှာဖြစ်ပါတယ်အဲဒီနောက်မှာကျွန်မသူ့ကိုအရသာလေးမိကြည့်တယ်စက်သားလေးတွေနူးပြီးနာကြည့်လိုက်တယ်စက်သားလေးတွေက okay ပြီ everything okay ပြီဆိုတဲ့အတွက်ကြောင့်မလို့ကျွန်မသူ့ကိုမိပိတ်ပါမယ်စားချင်စရာလေးနော်မိပိတ်ပြီးအေးလာမှသာတမ်းများကြီး3 စုံခွဲခန့်ကျွန်မထည့်ပါတယ်မိမိရဲ့ရေအနည်းများပုံကိုတည်ပြီးတော့တမ်းများကြီးထည့်နိုင်ပါတယ်မိပိတ်ပြီးမှသာထည့်ရတာဖြစ်ပါတယ်နော်အရသာကတော့စိတ်ကြိုက်ပါပြီးရင်တော့ပကံနဲ့ကိုထမင်းပူနဲ့မိုးရင်းမှာအားရပါရတောင်းဆောင်နိုင်ပါပြီရှင်လုံနီးလေးကတွေ့ကူပါတယ်အခုလိုမိုးရတဲ့အချိန်မှာဆိုရင်စွပ်ပြုတ်ကိုပူလေးလုပ်ပြီးတောက်ချင်နေဆိုရင်တော့ဒီနီးလေးကိုအသုံးပြုနိုင်ပါတယ်ရှင်ကျွန်မကတော့ဒီနေ့လူမျိုးဘာသာမျိုးစားသုံးနိုင်ရန်အတွက်ချက်သားကိုအသုံးပြုခဲ့ခြင်းဖြစ်ပါတယ် Thank you ပါ